ဟုတ်ဒီဗီဒီယိုမှာတော့ chapter 6 is ရေပေါ့နော် 6.2.5 climate change အကြောင်းရှင်းပြပေးသွားမှာဖြစ်ပါတယ် climate change ဆိုတာကအခုကမ္ဘာကြီးပေါ်မှာဖြစ်ပေါ်နေတဲ့ရာသီဥတုပြောင်းလဲမှုဆိုတာကကျွန်တော်တို့ရဲ့ကမ္ဘာကြီးပေါ်မှာတက်ရောက်မှုတွေအများကြီးဖြစ်လာတယ်ဒီတက်ရောက်မှုတွေကနေဒီ biodiversity ဆိုတဲ့ဒီဇီဝမျိုးစုံမျိုးကွဲတွေပေါ်လဲတက်ရောက်မှုဖြစ်အဲကြောင့် climate change အကြောင်းဆက်ပြီးတော့ climate change ကိုရှင်းပြမှာဖြစ်ပါတယ် climate change ဆိုတဲ့ဒီရာသီဥတုပြောင်းလဲမှုကဆိုလို့ရှိရင်တဲ့is a growing ဆိုတာကြီးထွားလာတယ် is a growing ဆိုကြီးထွားလာတယ် threat to biodiversity threat ဆိုတာကချင်းချောက်မှု biodiversity ဆိုတာကဇီဝမျိုးစုံမျိုးကွဲ growing threat ဆိုတာကြီးထွားလာတဲ့ချင်းချောက်မှုဘယ်သူ့ပေါ်လဲ biodiversity ဇီဝမျိုးစုံမျိုးကွဲပေါ်ကြီးထွားလာတက်ရောက်တဲ့ကြီးထွားလာတဲ့တက်ရောက်မှုဖြစ်တယ် threat ဆိုတဲ့အရာတော်တော်များမကောင်းတာပေါ့နော်မကောင်းတဲ့တက်ရောက်မှုဖြစ်တယ် it alters it ဆိုတာဘာပြောရလဲဆိုလို့ရှိရင် climate change ကို alters ကသူကပြောင်းလဲပါတယ်တဲ့ the climate pattern climate ဆိုတာကရာသီဥတု pattern ဆိုတာကစနစ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ຫນွေမိုးဆောင်းဟုတ်လေရာသီဥတု3မျိုးရှိရင်3မျိုး4မျိုးဆို4မျိုးဟုတ်လေຫນွေပြီးရင်မိုးလာမယ်မိုးပြီးရင်ဆောင်းလာမယ်အဲ့လိုအလှည့်ကျ pattern စနစ်ဒီ ecosystem ဒီ climate change ဆိုရာသီဥတုအလှည့်ကျစနစ်တွေကိုလည်းအဲ့ဒါပြောင်းလဲစေနောက်တစ်ခုဘာကိုပြောင်းလဲဆို ecosystem in which species have evolved ecosystem ဆိုရယ် gear စနစ် in which species have evolved ဒီ species ဒီမျိုးစိတ်တွေ have evolved ပေါ်ပေါက်တဲ့ ecosystem ဒီ gear စနစ်ကိုလည်းပြောင်းလဲစေတယ် and ဘယ်နောက်တစ်ခုပြောင်းလဲစေလဲဆို on which they depend သူတို့တွေမှီခိုတဲ့သူတို့တွေဆိုတာဘာကိုပြောလဲဆိုရင် species ဒီမျိုးစိတ်တွေပါအဲ့ species တွေမှီခိုတဲ့နေရာနောက်တစ်ခုအဲ့ဒီ species တွေ evolve ထွန်းကားတဲ့နေရာပေါ်ပေါက်တဲ့နေရာဖြစ်တဲ့ ecosystem ကိုလည်းဒီဘယ်အားလဲဆိုလို့ရှိရင်ဒီ climate change ကအဲ့ဒါပြောင်းလဲစေပါတယ်တဲ့ဒါဆိုရာသီဥတုပြောင်းလဲခြင်းကြောင့်ရာသီဥတုပုံမှန်စနစ်ကျဖြစ်ရမှာဟာလည်းပြောင်းလဲသွားတယ်ရာသီဥတုပြောင်းလဲတဲ့အတွက်ကြောင့် तू ကမိုးရွာမယ်ရွာအချိန်မရွာတော့နေသားချင်းတာမယ်အဲ့လိုမျိုးဖြစ်မယ်နောက်တစ်ခုကဆိုလို့ရှိရင်ရာသီဥတုပြောင်းလဲတဲ့အတွက်ကြောင့်ဂေယစနစ်ဟာဂေယစနစ်ဒီတက်ရှိပေါ်ပေါက်တဲ့ဂေယစနစ်လည်းပြောင်းလဲသွားမလို့တက်ရှိတွေမိခွန်တဲ့ဂေယစနစ်ကလည်းပြောင်းလဲသွားမှာပဲအဲ့ဒါကိုရှင်းပြထားဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ဒါသမုတ်တရားပူနွေးလာခြင်းကြောင့်တဏ္ဍာကြောက်တန်းတွေပျက်စီးတယ်တဏ္ဍာကြောက်တန်းတွေပျက်စီးတဲ့အတွက်ကြောင့်ဘာပြောင်းလဲသွားလဲဆိုရင်သူ့ရဲ့ ecosystem ပြောင်းလဲသွားတယ် ecosystem သူတို့ရဲ့ဒီတတ္တဝါလေးတွေငါးတွေအစရှိဖြစ်ရင်းနေတတ္တဝါပေါ်ပေါက်တဲ့နေရာဖြစ်တယ်လို့နောက်တစ်ခုပါလေ depend သူတို့မိခိုးတဲ့နေရာဟာလည်းဘာဖြစ်လာလဲဆိုအဲ့ဒါပြောင်းလဲသွားတယ်ဆိုတော့တနည်းအားဖြင့်တဏ္ဍာကြောက်တန်းနေဆိုရေအောက်ရဲ့တစ်ပင်တွေလိုပဲပေါ့နော်သူတို့ရာပျက်စီးသွားတဲ့အတွက်အဲ့မှာရှိတဲ့တတ္တဝါလေးကနေထိုင်လို့မရတော့ဘူးပျက်စီးသွားကြပြောင်းလဲသွားတယ်ပြောတာပေါ့နော်ပျက်စီးသွားပြောင်းလဲသွားပြောတာဒါဆိုလဲရာသီဥတုတွေမမှန်တော့တဲ့ကြောင့်အေးခဲတဲ့ရမယ့်နေရာမှာမအေးတော့တဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီပိုလာဘဲတွေပေါ့နော် sorry ပိုလာဘဲတွေရဲ့သူ့ရဲ့နေထိုင်ရာနေရာဖြစ်တဲ့ရေခဲဘဲတွေကပျက်စီးတယ်ဒီမှာဆိုလဲတောမီလောင်နိုင်ပေါ့နော်ဖြစ်တယ်တကယ်ဆိုအလွန်ကြုံမပူတဲ့မဲ့နဲ့ပူတဲ့အတွက်ကြောင့်တောမီလောင်နိုင်အထိဖြစ်တယ်ပေါ့နော်ချိုးငှက်တွေဆိုရင်လည်းစားသူတို့ရဲ့နေထိုင်နေပစ္စည်းသွားကြောင့်ရှားပါးကိုလာမျိုးဖြစ်တယ်ပေါ့နော်ဒါကတော့အိတ်ငှက်မျိုးစားမှာပေါ့ဒါ course sorry တော့ဒီမှာပြန် for example ဥပမာအားဖြင့် rising ocean temperature rising ဆိုတာမြင့်တက်လာခြင်း ocean temperature ဆိုသမုဒ္ဒရာအပူချိန် ocean ဆိုတာသမုဒ္ဒရာ temperature ဆိုအပူချိန်သမုဒ္ဒရာအပူချိန်မြင့်တက်လာခြင်း diminution ဆိုတာရိုးရိုးပျက်စီးခြင်း Arctic sea ice Arctic သမုဒ္ဒရာ sea ဆိုတာပင်လယ် Arctic ပင်လယ် ice Arctic ပင်လယ်ရေခဲတွေက diminution တဖြည်းဖြည်းနဲ့အရေးပျော်လာတယ် diminution ဆိုတာဗါလဲအရေးပျော်လာတယ်ပထမတစ်ချက်ကဗါလဲဆိုရင်သမုဒ္ဒရာရေမြင့်တက်လာတယ်အာတိတ်မှာရေခဲအရေးပျော်လာတာ affect တက်ရောက်စေတယ်ဘယ်အောင်လဲဆို marine biodiversity marine ဆိုတာဒီပင်လယ်ရေနေ biodiversity ဇီဝမျိုးစုံမျိုးကွဲပင်လယ်ရေနေဇီဝမျိုးစုံမျိုးကွဲကိုတက်ရောက်စေတယ်တဲ့သမုဒ္ဒရာကုန်းပေါ်မှာပူရင်ကြတော့ကုန်းပေါ်တက်တော်ရပဲတက်ရောက်တယ်ဒါသမုဒ္ဒရာရဲ့မှာပူလာကြဘယ်သူတွေကိုတက်ရောက်လဲဆိုရင်သမုဒ္ဒရာနေရဲ့မှာနေ marine biodiversity ကိုတက်ရောက်တယ်နောက်တစ်ခုသမုဒ္ဒရာအပူချိန်မြင့်တက်လာခြင်းဟာနောက်တစ်ခုဘာဖြစ်သေးလဲဆိုလို့ရှိရင်ရေခဲတွေအရေးမြန်မြန်ပျော်စေတယ်အဲ့ရေခဲမြန်မြန်ပျော်စေရလဲ marine biodiversity ကိုတက်ရောက်စေအဲ့နှစ်ခုပေါ့နော်အဲ့ဒါ biodiversity တက်ရောက်စေဟုတ်ပြီအဲ့ဒါဘာဖြစ်စေလဲဆို biodiversity တက်ရောက်စေပြီး can shift ပြောင်းလဲစေတယ် change စေတယ် vegetation zone ဆိုတာဒီတဘာပေါက်ပင်တဲ့နေရာတွေ heavy global implications ဆိုတာဒီကအဲ့ဒါဘာဖြစ်စေလဲဆိုလို့ရှိရင်ဒီမှာပါတဲ့ heavy ဆိုတာကသူကဖြစ်ပေါ်လာစရာကိုပြောတာပေါ့နော် global implication ဆိုတာတစ်ကမ္ဘာလုံးဆိုင်ရာ
တက်ရောက်တဲ့ဆိုးွားတဲ့တက်ရောက်မှုတနည်းအားဖြင့်ရာသီဥတုတွေနဲ့ပတ်သက်တဲ့တက်ရောက်မှုအဲ့လိုမျိုးသွား implication ဆိုသုံးတာပေါ့နော်ဒီကမ္ဘာလုံးဆိုင်ရာတက်ရောက်မှုတွေဖြစ်နေတယ်အထီကိုသူကဒီကမ္ဘာလုံးဆိုင်ရာတက်ရောက်မှုတွေကိုဖြစ်စေနိုင်တဲ့အထီဘယ်ဟာလဲဆိုရင် can shift ပြောင်းလဲ vegetation zone ဒီတဘာပေါက်ပင်နေရာကြီးပြောင်းလဲသွားစေပါတယ်တဲ့ overall အားလုံးခြုံပြီးပြောရမယ်ဆိုလို့ရှိရင်တဲ့အားလုံး overall အားလုံးခြုံပြီးပြောရမယ်ဆိုလို့ရှိရင်တဲ့ climate ရာသီဥတုဟာဆိုရင် is a major factor major ဆိုတာအဓိက factor ဆိုတာအကြောင်းရင်း in the distribution of species distribution ဆိုတာပြန့်နှံ့နေထိုင်မှု of a species မျိုးစိတ်တွေပြန့်နှံ့နေထိုင်မှုရဲ့တဲ့အဓိကအကြောင်းဖြစ်တယ်ဘယ်လိုမျိုးစိတ်တွေကဘယ်လိုမှပြန့်နှံ့နေထိုင်လဲဆို across ဖြတ်ကျော်ပြီးတော့ globe ကမ္ဘာလုံးမှာချက်ကျော်ပြီးတော့နေထိုင်နိုင်တဲ့ဒီကမ္ဘာကြီးပေါ်မှာမျိုးစိတ်တွေပြန့်နှံ့ပြီးနေထိုင်နိုင်တဲ့ဆိုရဲအဓိကအချက်ကရာသီဥတုပဲဖြစ်ပါတယ်အဓိကရာသီဥတုကောင်းမွန်တဲ့နေရာသူရာသီဥတုမှာဆိုရင်အေးခဲဒေသမှာဆိုအေးခဲသတ္တဝါတွေနေထိုင်အေးခဲဒီနေရာမှာနေထိုင်လို့ရသတ္တဝါတွေပိုလာဘဲတွေနောက်တစ်ခုနှင်းချက်သက်တွေအဲ့လိုမျိုးပေါ့အေးခဲဒေသမှာနေထိုင်တဲ့နေရာမှာအေးခဲသတ္တဝါတွေနေထိုင်အဲ့လိုပဲမိုးတုံတောမှာဆိုမွေတွေတခြားကြားမိုးတုံတောမှာနေထိုင်လို့ရတတ္တဝါလေးတွေအမြောက်တွေအစသဖြင့်ဆင်တချို့ဆိုရင်အားကြောင့်မှာဆိုဆင်နေအဲ့လိုမျိုးပေါ့သူတို့ရာသီဥတုပေါ်လိုက်ပြီးတော့နေရာပုံမူနေရာသီဥတုတွေလိုက်ပြီးသူတို့ distribution ပြန့်နေနိုင်မှုဖြစ်တယ်တဲ့အဲကြောင့် climate ရာသီဥတုဆိုတာအဓိကအကြောင်းရင်းပဲဖြစ်တယ်ဒီတတ္တဝါတွေပေါ့နော်ပြန့်နေနေထိုင်မှုဒီကမ္ဘာလုံးမှာပြန့်နေနိုင်အကြောင်းဖြစ်တယ်အဲ climate change အဲ့လိုရာသီဥတုကပြောင်းလဲသွားတဲ့အခါမှာတဲ့ forces သူတို့ကိုတွန်းအားပေး then to adjust ဒီတတ္တဝါလေးတွေကိုသူတို့လိုက်လျောညီထွေဖို့အတွက်အတင်းကျပ်တွန်းအားပေးရဖြစ်ရ but many are not cope တော်တော်များများကတော့ cannot able to cope မလုပ်နိုင်ကြဘူးတဲ့မထိန်းသိမ်းနိုင်ကြဘူးဆိုတာဒီရာသီဥတုအပြောင်းလဲပုံမှာသူတို့လိုက်ပြီးတော့လိုက်လျောညီထွေမနေနိုင်ကြဘူးတဲ့ဟောသူတို့ရဲ့ဟောဆိုလူသားရဲ့လိုဟုတ်မလားမိုးရွာနေရာတချို့နေရာမှာသူတို့ပြောင်းလဲနေထိုင်မနိုင်ကြတဲ့တတ္တဝါမျိုးရှိအောင်နော်အဲကြောင့်အဲ့လိုမျိုးခုတ်မလုံနိုင်တဲ့အတွက်ကြောင့်တဲ့သူတို့ကဘာဖြစ်လဲ causes သူတို့ဖြစ်စေပါတယ် to become extinct မျိုးတုံးပြောက်ကွယ်မှုဖြစ်စေနိုင်ပါတယ်ဒါဆိုတချို့တတ္တဝါတွေဥဆိုရင် polar bear ဆိုသူတို့ကဘယ်လိုခုတ်လုံနိုင်မှာလဲသူတို့ကဒီအေးခဲနေရာမှာပဲနေတဲ့တတ္တဝါသူတို့ကဒီအပူတအားပူလိုက်ခါမှာသူတို့ကမနေနိုင်တော့ဘူးနေနိုင်တော့တဲ့အတွက်ကြောင့်ဘာလဲဆိုသူတို့ကတိတ်ဆုံးမှုတွေဖြစ်တယ်ဗောနော်တိတ်ဆုံးမှုတွေဖြစ်တယ်သူခုတ်မလုံနိုင်တဲ့ကြောင့်သူကနောက်ဆုံး polar bear ရ extinct ဖြစ်မဲ့အနေနဲ့ရင်ဆိုင်နေရတယ်ဗောနော်အဲ့ဒါအခုပြတာပါreview မှာပဲပေါ့နော် human overpopulation လူသားတွေရဲ့6.3.6ပေါ့နော် human overpopulation ဒီလူတွေရဲ့လူကြီးတိုးတက်လာတယ်လူကြီးအလွန်ကြုံများလာခြင်းအကြောင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်အရင်ပထမမှာကြတော့ကျွန်တော်တို့အနေနဲ့ဒီ climate change အကြောင်းရှင်းပြခဲ့တယ်အခုမှကျတော့လူကြီးအလွန်မင်းတိုးတက်လာခြင်းအကြောင်းရှင်းပြဒါကလူနဲ့ဆိုင်တာပေါ့နော်it is only ဆိုတာအဲ့လောက်မျှတာဆိုရယ် logical ဆိုတာဒီယုတ်တိဗေဒအရဒီစဉ်းစားတွေးခေါ်မှုရဆိုရင်တဲ့ increase in the world population ဆိုတော့တိုးတက်မှု in the world population world ဆိုတာကမ္ဘာရဲ့ population လူကြီးတိုးတက်မှုอ่ะဆိုလို့ရှိရင် will cause ဖြစ်စေပြ additional strain on resources additional ဆိုတာကအပို strain ဆိုတာကကုန်ဆုံး on resources ဒီအရင်းမြစ်တွေပို့ပြီးတော့ဒီထက်မကပို့ပြီးကုန်ဆုံးမှုကိုဖြစ်စေတယ်တဲ့ဒါကဘာလဲဆိုရင် logical ယုတ်တိဗေဒအရတွေးမယ်ဆိုရင်ဒီယုတ်တိဗေဒအရကိုရှင်းရှင်းလေးတွေးမယ်ဆိုပါစို့မုတ်၃ချက်ရှိတယ်ပေါ့နော်ပထမဆုံးကဘာကြီးကိုမုတ်၃ချက်အနေနဲ့တွေးလိုက်မယ်sorry မုတ်၃ချက်နဲ့မတွေးဘူးကဘာကြီးကိုမုတ်တစ်ချက်အနေနဲ့တွေးလိုက်မယ်စားပါစို့မုတ်တစ်ချက်ကိုလူတစ်ယောက်စာပဲစားလို့ရတဲ့အခြေအနေမှာလူကြီးကဘာလဲ9ယောက်6ယောက်လောက်ဖြစ်လာပြီဆိုရင်ဒီလူတွေကဘာဖြစ်လဲဆိုရင်ဒီအရင်းမြစ်တွေကိုအလူရက်စားတော့ရပြီအလူရက်တွေလောက်ရပြီပေါ့နော်ရှားပါလာပြီတယောက်ကိုတစ်ချမ်းလောက်ပဲရရမယ်တယောက်ကို9ပုံတစ်ပုံလောက်ပဲရမယ်အဲကြောင့်အရင်းမြစ်တွေကိုပို့ပြီးထုတ်ယူရအောင်ဆိုရင်မုတ်တစ်ချက်ကတက်ချက်ကိုမုတ်တစ်ချက်ပဲရမယ်ဆိုပြီးလူ9ယောက်ဆိုတဲ့ကြောင့်အရင်းမြစ်တွေကိုလူရက်ပြီးထုတ်လုပ်လာတယ်အဲကြောင့်တဲ့ဘာလဲဆိုလို့ရှိရင်ဒီကဘာလူကြီးတိုးတက်လာခြင်းကယုတ်တိဗေဒအရာနော် logic အရတွေးမယ်ဆိုလို့ရှိရင် resource အရင်းမြစ်တွေကိုပို့ပြီးကုန်ဆုံးတာမျိုးဖြစ်စေတယ်တဲ့ more people လူပို့ပြီးတော့ increase များလာခြင်း demand for food demand ဆိုတာလိုချင်တောင်းတလာလိုအပ်လာ food ရေကိုပို့လိုအပ်တော့ပဲ food စားတော့လိုအပ်တယ်ပြီပါလေ water ရေကိုလိုအပ်တယ် housing အိမ်တွေဆောက်ပြီးနေတာဒါတိကဒါပါလေစားဝတ်နေ food ဆိုတာအစနော် food နဲ့ water ဆိုတာအစ housing ဆိုတာနေတော့ပါလေနေုံတင်မဟုတ်ပါ energy စွမ်းအင်တွေလိုအပ်မယ်ပါလေတနည်းအားဖြင့်ပါမင်းမရှိပဲနေနိုင်တာမနေနိုင်ဘူးဟုတ်တယ်မလားဟက်ကဲကျမ်းမိုင်းစောင့်ရှောက်မှု
ကျမ်းမာရင်ဘယ်လိုလုပ်မလဲကျန်းတည်မှာလားမနေဘူးလေပါလေကျမ်းမာဆောက်ရှောက်မှုတွေလိုရတယ် transportation တေပို့ဆောင်မှုတနေရာတနေရာသွားအဝေးပဲလက်လျှောက်သွားရင်တနေကုန်ဘယ်ရောက်တော့မလဲဟုတ်တယ်မလားတယောက်ပြန်လဲဆက်သွယ်ဖို့ဆို transportation လိုဒီဘယ်နဲ့ချက်လဲဆိုလူတွေတိုးတက်လာခြင်းလူတွေများပြားလာခြင်းဖြစ်လာ demand ဘယ်နှချက်ရှိလဲဆိုလို့ရှင်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်ဆိုပြီးတော့ရှိတယ်ဒါပါလဲဆိုလူတွေတိုးတက်လာခြင်းကြောင့်လိုအပ်တဲ့ demand 6ခုဖြစ်တယ်နောက်တစ်ခုကပါလဲဆို and all that consumption အဲ့လိုတဲ့စာ consumption ဆိုစားသုံးမှုကြောင့်လေ contribute တိုးတက်ဖြစ်ပိုပြီးများလာစေ ecological degradation ecology ဆိုတာကဂေဟစနစ်နဲ့ဆိုင် degradation ယိုယွင်းပျက်စီးမှု ecological degradation ကိုအလွယ်ဆုံးပြောမယ်ဆိုဒီမှာသူပေါ့နော်ပြောထားရဆိုရင်ဂေဟစနစ်ကဘာကြောင့်ပျက်စီးလဲဆိုရင်လူတွေကဒီတစ်ပင်တွေတတိဝက်လန်တွေကိုအလွန်ကျွန်းထုတ်ယူစားသုံးလိုက်တဲ့ကြောင့်ဗာလဲဒီတစ်ပင်တွေကမျိုးတုံးသွားမျိုးဖြစ်တယ်အဲ့ဒါမျိုးပြော ecological degradation ဆိုတာအဲ့လွယ်ဆုံးပြောအဲ့ဒါပေါ့နော်ဘယ်ချက်က ecological degradation အဲ့ဘာကြောင့်ဖြစ်လဲဆိုရင်လူတွေရဲ့စားသုံးမှုကြောင့်ဖြစ်တယ်ဘာကို increase conflict ကတော့ဒါကရန်ပွဲတော့မဟုတ်ဘူးပဋိပက္ခဖြစ်တယ်လူတွေရန်တိုးများလာတဲ့အခါမှာစားရိတ်ခန့်အောင်မလုံလောက်တဲ့ကြောင့်ရန်ဖြစ်ပြီးလူရပြီးမှစားရတယ်ဖြစ်တယ်increase conflict နောက် number 3ကကြတော့a higher risk of less scale disaster like pandemic less scale disaster ဆိုတာက higher risk ဆိုတာကအရင်ချိုးချိုးများ less scale ဆိုအလွန်ကြီးမား disaster ဆိုတဲ့ယောဂါ like pandemic ဆိုတဲ့ကူးစက်ယောဂါလိုမျိုးယောဂါမျိုးဖြစ်စေတယ်ဒါဆိုရင် pandemic risk and see threat မမြင်နိုင်တဲ့ပေါ့နော်ချင်းချောင်းမှာပါဆိုရင်ဒီ pandemic ယောဂါကူးစက်မှုဖြစ်တယ်ဒါကအပေါ်ကဒီအောက်မှာဖြစ်လာစေတဲ့အကြောင်းဘယ်နှချက်လဲ3ချက်ကိုစမ်းကြောင့်ဖြစ်လာတဲ့အကြောင်း3ချက်ကဒီအပေါ်ကdemand နဲ့ဆိုင်တယ် demand မှာပါလဲဆိုရင် hack တေချာမလုံနိုင်အောင်ဆိုဘာဖြစ်မလဲ pandemic ဆိုတဲ့ယောဂါဖြစ်လာမှာပဲဥပမာဆိုရင် covid-19 ဖြစ်တယ် demand ကပါလဲ hack လို့တယ်မလုံနိုင်ရင် pandemic ကြီးကြီးမားမားဖြစ်လာတယ်ဒီမှာစားတော့စရာမရှိဘူးဆိုလဲဘာဖြစ်မလားလဲ conflict တွေဖြစ်လာမယ်စားတော့တွေလိုအဲ့တဲ့ခါမှာလဲ ecological degradation တွေဖြစ်လာမယ်ပေါ့နော်အဲ့ကြောင့်သူကဆက်ဆက်မှုရှိတယ်ဒါဆိုအောက်ကလူတွေစားသုံးမှုကြောင့်ဖြစ်လာတဲ့အရာကဘာလဲဆို3ချက်ဖြစ်လာပါတော့ ecological degradation increase conflict နဲ့နောက်တစ်ခု pandemic နဲ့ဆိုင်တဲ့ဥစ္စာပေါ့နော် higher risk of less scale disaster like pandemic ပေါ့နော်အဲ့ဒါဖြစ်လာမယ်တဲ့ and increase ဆိုတာကတိုးလာမှု a population လူဦးရေမှာတိုးလာခြင်းအားဆိုရင် where inevitably create ဆိုတာက create ဆိုတာဖန်တီးပါ invite ဆိုအပြန်အလှန်ဖန်တီးတယ်ဆိုတာလူဦးရေတိုးရင်အဲ့ကောင်တွေပါလိုက်ဖြစ်တယ်လို့ပြောတာနော်အဲ့ကောင်လူကြီးတိုးလိုက်တယ်များလိုက်ဖြစ်တဲ့ဟာရပါ pressure ဖိအားတိုးလာတယ် leading to more deforestation တစ်တောပို့ပြီးပြုံးတိမှုကို leading to ဥဒိစေဟုတ်ပြီဥဒိစေ pressure ရပို့ဖြစ်လာစေဆိုတော့ဒီမှာဟုတ်ပြီလူကြီးတိုးလာတယ်ညတွဲပြီးလိုက်ဖြစ်မဲ့ဟာရပေါ့နော်အဲ့အကောင်ကဘယ်ကနေစမလဲဆိုရင် deforestation တစ်တောပြုံးတိမှုစမယ်နောက်တစ်ခုဘာဖြစ်လဲdecrease biodiversity မျိုးစုံမျိုးကွဲပြလျော့နေလာမယ်3 spike in the population and emission spike ဆိုတာကဒီပိုပြီးတိုးမြင့်လာတယ်ဟုတ်တာဗောနော် pollution population မဟုတ် pollution ဆိုတာညဉ့်ညမ်းမှုဆိုတာလူတွေကြောင့်စွန့်ပစ်ပစ္စည်းတွေကြောင့်ဖြစ်တဲ့ညဉ့်ညမ်းမှုတွေရှိမယ်ဒီမှာဆိုဒီပုံလေးနဲ့ပြလိုက်ပါမယ်ဒါဆိုလို့ရှိရင်ပထမဆုံးဆိုရင် deforestation ဖြစ်မယ်နော် deforestation ဖြစ်မယ်ပြီးတော့နောက်တစ်ခုpollution တွေဖြစ်မယ်နော် pollution strike တွေဖြစ်မယ်နောက် decrease biodiversity ပျက်စီးလာမယ်အဲ့ဒါဘယ်နှချက်ရှိပြီလဲဆိုအလုံး3ချက်ရှိလာပြီအဲ့ဒါ3ချက်ရှိလာပြီတဲ့ emission ထုတ်လွှတ်မှုတွေဖြစ်မယ်ပေါ့နော်အဲ့ကစက်ရုံလုံးဝင်တွေထုတ်လွှတ်နေဆိုတာ emission အရေးမှာညဉ့်ညမ်းတာက pollution အဲ့လိုမျိုးတစ်ခုပေါ့နော်တော်တော်ပြောတာအဲ့ကောင်တွေကဆိုလို့ရှိရင်တဲ့ဒါကဘာကြောင့်ဖြစ်တဲ့3ချက်လဲဆိုရင်လူကြီးတိုးလာခြင်းကြောင့်တပြိုင်တည်းဖြစ်တဲ့အရာဘယ်နှခုလဲဆိုရင်3ခုဖြစ်ပါတယ်ဒီတိုးလာခြင်းကြောင့်တပြိုင်တည်းဖြစ်တဲ့အရာဆိုအဲ့3ခုပေါ့နော်အဲ့ကောင်တွေကဘာသူတို့ဖြစ်เสียအဲ့ပေါ့နော်3ခုဖြစ်เสียအရာ which will ဖြစ်စေပါ exacerbate the climate change ရာသီဥတုပြောင်းလဲမှု exacerbate အလွန်ကမှဆိုးရွားစေပါလိမ့်မယ်တဲ့အဲ့3ချက်လူကြီးတိုးတက်လာကြောင်းတပြိုင်တည်းဖြစ်ပေါ်လာစေတဲ့အရာ3ချက်ဟာဆိုလို့ရာသီဥတုပြောင်းလဲမှုဆိုးရွားကြီးကိုပိုပြီးဖြစ်ပေါ်လာစေပါလိမ့်မယ် ultimately ဒီကပိုပြီးပြင်းထန်တာကတော့ unless we take action to help minimize ဆိုတာ short ချဖို့ဖွင့်ချတဲ့နေရာမှာ short ချ further pollution growth လူကြီးပိုပြီးတိုးတက်လာခြင်း short ချဖို့ heading into the remainder of this century remainder ဆိုတာကဒီပေါ့တတိယတဲ့သူနေရာစောက်ရှောက်သူဒီ century မှာနေထိုင်တဲ့သူ
ဒီနဲ့ဥဆောင်ပြီးတော့တဲ့ဒီနေထိုင်တဲ့လူတွေအနေနဲ့ further population growth ဒီလူကြီးတိုးမြင့်လာခြင်းကိုဘာလို့ရမလဲဆိုရင် minimize ချော့ချတဲ့နေရာမှာ unless help မကူညီဘူးဆိုလို့ရှိရင်ဘာဖြစ်လာမလဲဆိုရင် many scientists ဒါမှဒီအကြောင်းကိုပြောတာအဓိကဘာလဲဆိုလို့ရှိရင်လူရရောကြမှာကို heading to the remainder of this century ဆိုတာဒီကြံတဲ့ရာစုနှစ်မှာရာစုနှစ်စီကိုဥတီလိုက်ရဲ့အခြေအနေရာစုနှစ်အထိကိုတော့ထပ်ပြီးများပြားလာနိုင်နေတဲ့လူရတိုးလာခြင်းတွေကို short ချဖို့ help minimize short ချဖို့အတွက် unless မလုပ်ဘူးဆိုရင် unless we take take action ဆိုတာလုပ်တာ unless ဆိုတာမလုပ်ဘူးဆိုရင် many scientists ဆိုတဲ့ဒီသိပ္ပံရှင်တော်တော်များများ belief ယုံကြည်ကြပါတယ်တဲ့ the additional stress ဆိုတာဒီထက်ပိုများလာမဲ့နော် additional ဆိုတာပေါင်းထည့်တာမဟုတ်ပါလေဒီထက်ပိုများလာမယ် stress ဖိအားရဘဲပေါ်လဲ on the planet ကျွန်တော်ရဲ့ကမ္ဘာမြေပေါ်ပို့ပြီးတော့ဖိအားရများပြားလာပို့ပြီးဒုက္ခရရောက်လာမယ်ပေါ့နော်ဖြစ်လာစေမယ်အဲ့ကောင်ကပဲ will lead to ဥတည်စေမယ် ecological distraction ဆိုတာပထမကပါလေပထမဘလောက်ပဲရှိအောင်ဆိုရင် ecological degradation ယိုယွင်းပျက်စီးနေရတာကနေ distraction လုံးဝကျဆုံးတဲ့အထိဖြစ်လာမယ်နောက်တစ်ခုကျဆုံးတော့နောက်ထပ်စကလုံးတွေပြော collapse ကျဆုံးပျက်စီးသွားမယ်အထိကိုဖြစ်စေမယ် so ဒါကြောင့်မို့လို့တဲ့ဒီနော်ကဘာကြီးပေါ်အဲ့လောက်ထိပျက်စီးမှုအထိဒီ ecological ဒီ gas စနစ်တွေလုံးဝယိုယွင်းကျဆုံးပျက်စီးတဲ့အထိဖြစ်စေဘယ်လိုချုပ်သိပ္ပံမြန်ရှင်တွေကယုံကြည်အဲ့ဒါဘာလဲဆိုရင်ကဘာမြေပေါ်ကြထပ်ပြီးတော့ကြာရောက်လာမယ်ဖိအားတွေပဲပေါ့နော်အဲ့ဒါဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်ယူရတိုးတက်လာမှုကြောင့်ဖြစ်တယ်အဲ့ကြောင့် so sub ဆိုတာကပြုလို့ရအောင် if threatens ဆိုတာက so sub ဆိုတာကဖြစ်စေပါတယ်တဲ့ it ဆိုတာဒီပေါ့ threatens ဆိုတာဒီချင်းချောင်းပေါ့ the validity of life on earth ဒီချင်းချောင်းမှုတွေอ่ะဆိုလို့ရှိရင်တဲ့ဒီ severe sub မဟုတ် severe ပြင်းထန်တဲ့ it threat ဒီ threaten ချင်းချောင်းမှုอ่ะဆိုလို့ရှိရင် the variability ဆိုတာကအသက်ရှင်နိုင်မှု of life on earth ကမ္ဘာပေါ်မှာရှိတဲ့ life on earth ဆိုတာကသက်ရှိပေါ့နော် on earth ကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတွေအသက်ရှင်နိုင်မှု variability ကမ္ဘာပေါ်မှာအသက်ရှင်နိုင်မှု life of ကမ္ဘာပေါ်သက်ရှိတွေရဲ့ variability အသက်ရှင်နိုင်မှုကိုဘာလဲဆိုရင် severe ပြင်းပြင်းထန်ထန် it threatens ဆက်ရောက်စေပါလိမ့်မယ်တဲ့ as we know it အဲ့ဒါကိုကျွန်တော်တို့သိပါပဲတဲ့ကျွန်တော်တို့သိတဲ့အတိုင်းပဲအဲ့ဒါကိုအားလုံးပြန်ပြောမယ်ဆိုရင်ကျွန်တော်သိတဲ့အတိုင်းပဲဒီလူရတိုးတက်လာမှုမလျှော့ချအောင်ဆိုလို့ရှိရင်ကဘာကြီးကိုကဘာကြီးရဲ့ gas စနစ်တွေယိုရင်းပျက်စီးကြဆုံးမယ်အဲ့လိုဖြစ်လို့ရှိရင်ကဘာကြီးမှာကဘာကြီးပေါ်မှာရှိတဲ့ gas စနစ်တွေဆိုတာဒီမှာဆိုရင်သစ်ပင်တွေပြုံးတီးသွားမယ်စားတောက်စရာအပင်တွေတီးနှံတွေမရှိတော့ဘူး6တွေ့ကုန်မယ်ရေတွေရှားပါကုန်မယ်အဲ့လိုမျိုးဖြစ်လာမယ်ဆိုလို့ရှိရင်သင်သိပါတယ်တဲ့ကျွန်တော်တို့ကဘာကြီးရဲ့တက်ရှိကိုပါအသက်အနေကြီးကြီးမားမားပြင်းပြင်းထန်ထန်ကြီးမားအောင်တက်ရောက်စေပါလိမ့်မယ်ဆိုတာသင်သိပါတယ်တဲ့အဲ့ဒါကိုသူရှင်းပြတာဖြစ်ပါတယ်ဟောဒီဗီဒီယိုဒီအောင်တစ်ခေါက်ကြည့်ပါဦးနော်ဒါကမှပြောရင် climate change တစ်ခါရေးပြီးတော့ human over population တစ်ခါရေးမယ်ဆိုအဆင်ပြေပါတယ်အကဲဒီဗီဒီယိုနဲ့ပတ်သက်မရှင်းတာရှိမယ်ဆိုရင်comment မှာမရှင်းတဲ့အကြောင်းဘယ်ပိုင်းမသိဘူးဆိုတဲ့အကြောင်းရှင်းပြပြောထားလို့ရပါတယ်အဲ့ပိုင်းနဲ့ပတ်သက်ပြန်ပြီးရှင်းပြပေးပါမယ်အကဲလိုချင်တာတစ်ခုရှိလို့ရှိရင်လည်း comment မှာရေးခဲ့ပြီးလို့ရပါတယ်ကျွန်တော်လည်းအခုတက်နိုင်တဲ့လောက်တော့လုပ်ပေးနေပါတယ်ပေါ့နော်ဒါပေမဲ့လည်းအနှောင့်အယှက်မှုတွေရှိရတဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်ပေါ့ဒါပါပဲအဆင်ပြေကြပါစေ